Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီမှာကျွန်တော်ညီကိုမေးထားတဲ့တက်ဆိုလိုရွှေရှာဆက်ကျွန်တော်အသုံးပြုပုံလေးပေါ့နော်ဝယ်ပြီးတော့ဘယ်လိုအသုံးပြုရမလဲမေးလာတဲ့ခါကျတော့ကျွန်တော်ကဒီရဲ့အလုံးလေးတွေဒီလှဲ့တဲ့အလုံးလေးတွေခလုတ်တွေအသုံးပြုပုံကျွန်တော်ရှင်းပြပေးပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အတူတူကြည့်လိုက်ရအောင်ကျွန်တော်တက်ဆိုလိုဆက်မှာသူကရိုးရှင်းတယ်အရင်မခံရင်ကျွန်တော်ညီကိုတောင်းရအရင်လွယ်တယ်သူ့မှာဒီမှာချိန်နဲ့ဒီ control လေးဆိုလို့ရှိရင်ဒါကြည့်မယ် ground this samsi ပြီးတော့ဒီဘက်ခလုတ်ကြတော့ this or အဲ့တော့ခလုတ်တစ်ခုချင်းစီရဲ့အလုံးလုံးပုံကဒီ ground ကကျွန်တော်တို့ကမြေပြင်ချိန်တာပေါ့နော်မြေပြင်မှာဘယ်လိုချိန်ရတာလဲစက်ကိုအသုံးစပြုတော်မယ်ဆိုတာနဲ့သူကကိုရှာမဲ့မြေပြင်နဲ့အရင်ဆုံးဒီ ground ကိုချိန်ပေးရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ ground မှာကြည့်လိုက်ကြရအောင်ကျွန်တော်တို့ဒီမှာ0 -1 -2 -3 -4 -5 -6 ပြီးတော့ကျွန်တော်တို့ဒီမှာကျတော့ +0 ကပြန်စပါတယ်ခင်ဗျာ +0 ကနေ +1 +2 +3 +4 +5 +6 တိရှိပါတယ်အဲ့တော့ကျွန်တော်ဒီဘက်က minus အချမ်းတွေကတော့ဘာအချမ်းလဲဆိုတော့သူကမြေပြင်ကျန်းတန်းတဲ့အချမ်းဖြစ်ပါတယ်ဒီဘက်က plus အချမ်းကတော့ကောင်းမွန်တဲ့မြေပြင်အချမ်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ကျွန်တော်တို့အကြံပြုချင်တာကပေါ့နော်ဒီ ground ကိုဆက်စသုံးတာနဲ့သူ့ကိုအရင်ဆုံးချိန်ပေးရမှာဖြစ်ပါတယ်သူ့ကိုမချိန်မဲနဲ့သုံးလို့မရပါဘူးခင်ဗျာဒီအလုံးလေးကတော့ disk ဖြစ်ပါတယ် disk ကတော့သူကဒီခလုတ်ကလေးက disk ကိုတင်လိုက်မှသာလျှင်ဒီ disk control အသုံးပြုပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ disk ကိုတင်လိုက်လို့ရှိရင်ဘာလုပ်ထားလဲသူကတန်ကိုဖြတ်တောက်တာဖြစ်ပါတယ်ဒီစက်ကအဓိကလှုပ်ဆောင်ချက်ကသူတန်တွေကိုဖြတ်တောက်ပြီးအလုပ်ကိုလုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါ disk channel ပေါ့နော် disk ကိုတင်လိုက်တာ ਨੇ disk က1ကနေပြီးတော့ဒီမှာ30 ရှိရယ်အဲ့တော့ကိုချိန်မယ်ပေါ့နော်ဥပမာပေါ့7မှာထားမှာလား9လား10လားဟိုစသည်ဖြစ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်ကျွန်တော်တို့တန်ကိုဖြတ်ရှာတဲ့နေရာမှာကျွန်တော်ညီကိုတွေအရေးကြီးဆုံးချက်တစ်ခုရှိတယ်ခင်ဗျအဲ့ဒါကဘာလဲဆိုလို့ရှိရင်ကိုကဟိုတန်ကိုဖြတ်ပြီးတော့တခြားပစ္စည်းကိုရှာမယ်ဆိုလို့ရှိရင်ကိုအတိုင်းတာတစ်ခုတည်းပေါ့နော်ဟိုဖြတ်ထားပဲကောင်းပါတယ်တချို့ကြတော့ကျွန်တော်ညီကိုတွေမသုံးတတ်တော့လေသိရမလားဒီ disk control အကုန်လုံးတင်ပြီးတော့ဟိုရှာလိုက်တဲ့အခါမှာတန်တွေကိုလုံးပျောက်သွားတယ်တခြားတထုပစ္စည်းတွေပါရောပြီးတော့အဲ့အထဲမှာညက်ပါသွားတဲ့အခါကျတော့ဟိုဘာပစ္စည်းမှမရလိုက်တာမျိုးလဲဖြစ်နိုင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ပြောချင်တာက disk control ကိုအသုံးပြုမယ်disk line ပေါ့နော်တန်ကိုဖြတ်ပြီးရှာတော့မယ်ဆိုလို့ရှိရင် disk မှာကျွန်တော်တို့အများဆုံးခွန်ထိပဲအသုံးပြုကြတာများပါတယ်ခင်ဗျာခွန်ထိပဲသုံးကြပါတယ်အဲ့တော့ number 1မှာထားမယ်ဆိုလို့ရှိရင်1ရဲ့အလျောက်တန်အသေးမွှားလေးတွေကိုဖြတ်တောက်ပေးပါတယ်နည်းနည်းတန်လေးတွေနည်းနည်းကြီးတယ်ဆိုလို့ရှိရင်တော့ဒါ number 3 number 4 number 5နည်းနည်းပိုကြီးသွားရဆိုရင် number 9ဒီကြီးလောက်ပဲအများဆုံးတင်ပြီးတော့သုံးတင်ပါတယ်ခင်ဗျအဲ့လိုမျိုးဖြတ်တောက်ပြီးလို့ရှိရင်တန်တော်တော်အတင်းပေါ့နော်ကြီးတဲ့တန်တွေဖြတ်တောက်တယ်ဟိုတန်မဟုတ်တဲ့တထုတွေဒါအတန်မြည်ပေးမယ်ပေါ့နော်ဒါသူ့ရဲ့အလုပ်ပါဒီဘက်က SC and SC ဆိုတဲ့အလုံးလေးကတော့သူက sensitivity ဖြစ်ပါတယ် sensitivity ဆိုတာကဒီကွိုင်ဘန်ကနေပြီးတော့ဘလောက်အာယုံမြင့်မြင့်ခံနိုင်မလဲဆိုတာကိုကျွန်တော်ချိန်ညှိပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Samsi ကကြတော့ဒီမှာသူကလည်းတစ်ကနေ73ထိပေးထားတယ်ဆိုတော့ကျွန်တော်တို့ကဟိုဆက်ကိုစသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ကနံပါတ်9လောက်မှာပဲစပြီးတော့ကျွန်တော်အကြံပြုတယ်နံပါတ်9ကဘာလို့လဲဆိုတော့ကိုကဒီမြေပြင်ကိုတစ်ခါမှမရှာဘူးသေးတဲ့မြေပြင်တစ်ခုမှာသုံးတော့မယ်ဆိုရင်နံပါတ်9လောက်ကနေစထားပြီးတော့သုံးမယ်ဒါဆိုရင်ဒီမြေပြင်ကဘယ်လိုမြေမျိုးစားဖြစ်မလဲဥပမာလဲမြေလားခြံမြေလားဒီလိုမျိုးမြေမျိုးစားကတော့ဒါကောင်းမွန်တဲ့မြေလို့ကျွန်တော်သတ်မှတ်ပါတယ်ဟိုမကောင်းမွန်တဲ့မြေဆိုတာကနည်းနည်းကြမ်းတမ်းတဲ့မြေဥမာကျွန်တော်ဂုံဝင်ကြောက်တွေရှိမယ်ကျွန်တော်တန်ကြောက်ရှိမယ်အဲ့လိုမျိုးပေါ့နော်ကြောက်စစ်ခဲတွေနဲ့ဖွဲ့စည်းထားတဲ့မြေအမျိုးစားမှာဆိုလို့ရှိရင်ဒါနည်းနည်းကြမ်းတမ်းနေအဲ့လိုမြေအမျိုးစားမှာဆက်ကခုနပေါ့နော် ground effect တွေကျွန်တော်မလိုလားတဲ့ဝေးတွေကျွန်တော်ပြန်တာကိုရှော့ချနိုင်ဖို့အတွက်က Samsi ကိုခွန်လောက်တော့မဟုတ်10လောက်မှာပဲထားပြီးတော့ဒါသုံးနေပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ညီကိုတွေဒီမှာကျွန်တော်ရှင်းပြထားတဲ့အတိုင်းလေးပေါ့နော်အရင်ရုပ်ရှင်းနေဒါလေးကအဖွင့်ပိတ်ကလေးဒါပေါ်အဖွင့်ပိတ်ပါခင်ဗျာဒါလေးကတော့ all ဆိုတာကတော့ကျွန်တော်တို့တထုအားလုံးကိုရှာမှာဖြစ်ပါတယ်တန်ကြေးရွှေငွေအကုန်စသဖြင့်ပေါ့နော်အကုန်လုံး all ဆိုတဲ့အတိုင်းအကုန်ပါတာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကတန်ကိုဖြတ်တောက်ချင်တယ်ဆိုလို့ရှိရင် disk ကိုတင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ disk ကိုတင်ပြီးတော့ဒီ disk control ကိုချိန်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ disk control ကိုချိန်ပြီးတော့တန်ကိုဖြတ်မယ်ပြီးတော့
ရှာမယ်ပေါ့နော်ရှာတဲ့ခါကျတော့ကျွန်တော်တို့ကမလိုအပ်တဲ့တန်တွေကိုအတန်မမြည်စေဘဲနဲ့အခြားတထုတွေကိုအတန်မြည်သွားမှာပဲဖြစ်ပါတယ်ခင်ဗျဒီလိုအသုံးပြုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ညီကိုကြီး